ငါအိမ်ကိုဒီတသားနဲ့ကာရတယ်ကွာနောက်တစ်ခါရေးကြည့်ရင်ဒီငါအိမ်နဲ့တခုတော့ရေးမောနားလေးတသားနဲ့ကာပြီးတော့မပြီးသေးဘူးဒီအိမ်မှာလည်းကွာငါတယောက်တည်းရှိရအရင်ပြေးမို့ကောင်းနေငါရောတယောက်လောင်ဟုတ်မှာဟာခွေးလေးတစ်ကောင်မှလာကွာခွေးလေးရ80ရာလေး80ရာလေးပဲကျွန်တော်မွေးစားပါလားခင်ဗျာကျွန်တော်မွေးစားပါကျွန်တော်အေးမရှိလို့ပါဗျာကျွန်တော်မွေးစားပေးပါဟာဒီခွေးလေးစကားပြောတော့ဟဲ့မင်းစကားပြောတော့လားဟုတ်ပါရဲ့ကျွန်တော်ကစကားပြောတဲ့ခွေးလေးတစ်ကောင်မှဖြစ်ခွေးလေးတစ်ကောင်ပါကျွန်တော်လည်းမွေးစားပေးပါဗျာကျွန်တော်တမင်မစားရလဲဆေးရရှိနေပြီကျွန်တော်မနေစရာလည်းမရှိဘူးအကိုလုံးမဆောင်ရင်းကာလာကြီးမှာကျွန်တော်အရင်ရှင်းနေနေလဲကြာနေတာအေးငါမင်းကိုငါလည်းအိမ်မှာဖုန်မရှိရနိုင်ငါမင်းကိုမွေးစားလိုက်ပါမယ်ကွာယေးခင်ဗျားတကယ်ပြောရလားကျွန်တော်မွေးစားမလားဟုတ်တယ်ကွာငါမင်းကိုနမယ်တော့ပေးမယ်ကွာမင်းကိုဘယ်လိုပေးရင်ကောင်းမလဲမင်းကိုဒီနေ့ကဘာနေ့တော့ဒီနေ့က January 8 ရက်နေ့နော်ကျွန်တော်မင်းကို January 8 ရက်နေ့မှာတွေ့တာဆိုတော့ January လို့ပေးလိုက်မယ် January Okay anime လေးကိုချိန်ပါတယ် Okay အဲ့ဆိုရင် January မင်းနဲ့ငါနဲ့မင်းအပြင်နေလျှောက်လေကြမယ်ကွာမင်းငါအိမ်ကိုရောက်လာတယ်ဆိုတော့ငါလည်းမင်းကိုလျှောက်လေမင်းမုတ်တွေပေးကြည့်မယ် Yay ပျော်သွားပြီ January မမစားတော့မယ် Yay အေးအဲ့ဆိုတော့သွားမယ်ကွာမင်းကားပေါ်တက်လိုက်တက်ခဲ့လေမင်းတက်လားတက်သွားမယ်မင်းငါကန်းကြီးမှာမင်းကိုမုံလေးပါလေးကိုကျွေးမယ်ကွာဘာစားမလဲတသားကဟိုကစားချင်တာဘာကစားချင်တာဘာကမင်းဘာကစားချင်တာလားအေးဘာကမင်းကိုဝယ်ကျွေးမယ်လေကွာမင်းဘာကဝယ်ကျွေးဘာကမင်းကဘာကလိုချင်တာမလားကွာအေးမင်းဘာကလိုချင်တာဆိုလဲငါမင်းကိုဘာကဝယ်ကျွေးပါမယ်ကွာလာစင်ပြီးရင်မင်းကခဏကွာညပတ်နေဆိုမင်းနဲ့ကလည်းပြီးရေချိုးမယ်အေးနေပါလေဆိုဗျာမင်းကလည်းချိုးရမယ်လေကွာဒီမဲ့ဆိုမင်းယောဂဖြစ်လိမ့်မယ်ကွာမင်းတို့ငါဘာကဝယ်ပါရောစားဟောစားလီရောစားစားပွားပြီအဲ့ဆိုရင်မင်းရှိသွားကူးနဲ့ငါဒီကနေစောင့်နေမယ်ဟုတ်ကဲ့ရှိသွားကူးလိုက်အောင်မယ်ကွာရောင်ရေအေးလာကွာရေရလေရေအားအေးတယ်ဟရောင်ရေငါရေတော်တော်အေးတယ်ကွာငါကွာရေလာကူးကိုင်းနေတယ်ငါတခင်ရလေအေးပါတယ်ဆိုနေမအမလီတိုးတောင်ဝင်တော့မယ်ဟာအေးတာဟရောင်ရေအေးတာအိုးပေါ်ပြန်တတ်တော့မယ်တော်တော်အေးနေပြီကွာငါတော်တော်အေးနေပြီပေါ်ပြန်တတ်မှာပဲရတော့မယ်တခင်ကျွန်တော်အေးတယ်လေဗျာမင်းအေးလို့လားဟာတခင်နဲ့မခေါ်စမ်းပါနဲ့ကွာငါနာမည်ပြောမယ်ငါနာမည်က Bobby Crafter လို့ခေါ်တယ်ကွာဆိုတခင်ကိုကျွန်တော် Bobby Crafter လို့ခေါ်မှာပေါ့တခင် Bobby Crafter လို့ခေါ်မယ်လေဒီအဲ့လိုဆိုရင်လည်းဆင်းပြီးပါတယ်ဟဲ့ဘာလို့သူများတော့ကြိုက်တာတော့မင်းရလေကွာကြိုက်နေလေသူများဟုတ်ကဲ့ तू ကကိုတခေကိုလေကြည့်နေလို့တခေ Bobby Crafter ကိုကြည့်နေလို့တခေငါတခေလို့မခေါ်နဲ့ Bobby Crafter လို့ပဲခေါ်လို့ဟုတ် तू က Bobby Crafter ကိုကြည့်နေလို့ Bobby Crafter ကိုလုံးမဆိုလို့ကျွန်တော်ကိုက်လိုက်တာပါအေးပါကွာမင်းကလည်းလောက်စီတော့လုံးဆရာမလို့ပါဘူးမင်းကလည်းသွားမယ်မင်းမုံလေးစားပွားရေလဲချိုးပွားဆိုတော့ငါကောတော်ဒီလို့ပေါ့ကားမိတော့မလို့ဟီဟဲ့တိတ်ချလားကားတိုင်းမိမဲမဒီထဲမှာကားတွေရှုပ်တယ်ကွာငါတော့မနေမောင်းရတာကားတစ်ခါသွားဘူးကိုမအေးနေမလားအဲ့ဆိုငါအိမ်ကိုခဏပြန်မယ်လေကွာငါအိမ်မှာကွာလုံးချက်ရှိရလေလုံးပေါ့ကွာမင်းတလားငါအိမ်မှာဟိုကွာအပူဝေးဆက်ရှိရဲ့အဲ့အပူဝေးဆက်မှာမင်းခဏနေအေးတယ်ဆိုရင်လေဟုတ်ရပါတယ်နေပါမယ်ပြီးတော့ကျွန်တော်က
Bobby Crafter ကိုကျေးဇူးဆက်တဲ့အနေနဲ့ကျွန်တော်ပစ္စည်းတွေကိုကျွန်တော်တီထွင်နိုင်တယ်ဗျကျွန်တော်တီထွင်ခိုင်းခြင်းနဲ့တီထွင်စီခြင်းနဲ့ပစ္စည်းရှိတီထွင်ခိုင်းမှာနော်ကျွန်တော်အလုပ်တွေလုပ်ပေးပါမယ်ဟေးငါတော့မထွင်တော့လည်းမင်းထွင်တတ်လို့လားကွာကျွန်တော်ထွင်တတ်ပါတယ်ခင်ဗျာဟေးအဲ့ဆိုလည်းမင်းငါလုံးဆက်ရှိတော့ကွာမင်းလောက်ခိုင်းမယ်ကိုတော့ငါလုံးဆက်ဖြီးသေးဘူးကွာငါတော့အိတ်တော့မင်းရောအိတ်မလားကျွန်တော်ကတော့မအိတ်သေးဘူးကျွန်တော်ရှောက်သွားလိုက်အောင်မအေးငါတို့သွားအိတ်တော့မဟေးအောင်ရေ